ကဘာကြီးရုတ်တရက်လေပတ်ရာကနေပြီးတော့တစ်စက္ကန့်လောက်ပဲဖြစ်ဖြစ်ရက်သွားမယ်ဆိုရင်ဘာဖြစ်သွားနိုင်လဲစဉ်းစားဖို့ကြလားအခုအချိန်မှာကဘာပေါ်မှာရှိတဲ့အရာအလုံးကကဘာရဲ့လေပတ်မှုနဲ့အတူရွေ့လျားနေကြတာပါအီကွေတာမှာဆိုရင်တနာရီကိုမိုင်1000ကျော်အရှိန်နဲ့အရှိကိုရွေ့နေတာပါဒါကြောင့်ကဘာကြီးကရုတ်တရက်ရက်သွားမယ်ဆိုရင်မြေပြင်ကတော့ရက်သွားမယ်ဒါပေမဲ့ကျမတို့ကတော့မရက်နိုင်ပါဘူးအေနာရှာကြောင့်ကျမတို့ကအရန်ကိုအလင်းမြန်တဲ့အရှိန်နဲ့ဆက်လက်ရွေ့သွားမှာပါခိုင်ခိုင်မာမာမချိတ်ဆက်ထားတဲ့အရာအလုံးဥပမာကားတွေအဆောက်အဦတွေလူတွေတောင်မှပဲအရှိဘက်ကိုပြင်းပြင်းထန်ထန်နဲ့ပြန်သွားသလိုမျိုးဖြစ်သွားနိုင်ပါတယ်ပြီးတော့သမုတ်တရားတွေကလည်းအရန်ကိုကြီးမားတဲ့ပျက်စီးစေနိုင်တဲ့အင်အားတွေနဲ့လိုင်းတက်လာကြမယ်တပြိုင်နက်တည်းမှာပဲလေတို့ကလည်းဆက်လက်ရွေ့ရှာနေတာကြောင့်ကမ္ဘာအနှံအတန်ထက်မြန်တဲ့လေလိုင်းတွေဖြစ်ပြီးတော့အရာအလုံးကိုပျက်စီးသွားနိုင်မှာပါဥပမာပြောရရင်အရန်ကိုအရှိန်မြန်နေတဲ့ကားတိုက်မှုလိုပဲကားတစ်စီးကရုတ်တရက်ရက်လိုက်ပင်မဲ့ခီးတယ်ကတော့အရှိန်ကြောင့်ရှေ့ကိုဆက်ပြီးတော့ရွေ့သွားမှာပါအလားတူပါပဲကဘာပေါ်မှာလည်းအဲ့ဒီအရှိန်တူညီမှုနဲ့ဆိုရင်အကြီးကျယ်ထိခိုက်မှုဖြစ်သွားမှာပါသမုတ်တရားတွေကတိုက်ကြီးတွေရှိကိုရွေ့လာပြီးတော့အရန်ကြီးမားတဲ့ရေကြီးမှုတွေလည်းဖြစ်သွားနိုင်ပါတယ်။သိပ္ပံပညာရှင်ချို့ကလည်းကဘာရဲ့တန်လိုက်ဆက်ကွင်းကပျက်စီးသွားနိုင်ပြီးတော့ခင်းလွန်ရောင်ကြီးကနေကာကွယ်မှုမရှိတော့ဘူးလို့ဆိုထားကြပါတယ်။ဒီဖြစ်စဉ်ကတာမန်ရိုးရိုးဘေးကနေရတော့မဟုတ်ပါဘူး။ကဘာတစ်ခုလုံးညီပါပျက်စီးသွားနိုင်တဲ့အခြေအနေပါ။တစ်စက္ကန့်လောက်ရက်တန့်သွားရင်တော့မှပဲအရာအလုံးကပြောင်းလဲနိုင်ပါတယ်